ဒီလိုမျိုးဗီဒီယိုတွေကို brand လို့အားလုံးလည်းမြင်မှုကြမလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာကတော့မသိပါဘူးဒါကတော့အနည်းဆက်ဆုံးတူအောင်ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါဗျဖုန်းနဲ့ပဲလုပ်တာပါလွယ်ပါတယ်ဗျဒီနေ့ကိုဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်ဗျအားကြောင့်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးကြပါဗျသူကတော့ comment block နဲ့အသုံးပြုပြီးတော့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က comment block ကိုတော့အရင်ဆုံးယူဖို့လုပ်ပါတယ်ဗျ comment block မယူခင်ပထမဆုံးအနေနဲ့ကျွန်တော်တို့က setting တဲ့ကိုအရင်ဝင်ပေးလိုက်ပါဗျပြီးရင်ဒီညာဘက်စမျက်နှာကိုအောက်ထိဆွဲချပြီးတော့ဒီ activate cheese ကဖွင့်ထားလားပိတ်ထားလားဆိုတာတခြားစစ်ပေးပါအကဲပိတ်ထားတဲ့ဆိုရင်သူ့ကိုဖွင့်ပေးလိုက်ပါပြပြဆိုရင် comment block ကို chat တက်မှာဒီလိုမျိုးရေးပြီးတော့ယူပေးလိုက်ပါဗျ။ဒါဆိုရင်တော့ comment block တုံးရလာပါလိမ့်မယ်။အဲ့ comment block ကိုဒီလိုမျိုးပုံစံထားပေးလိုက်ပါဗျ။ပြီးရင် lever ကိုဒီနောက်နားမှာတက်ပေးလိုက်ပါ။ comment block နှလုံးကတပြန်နဲ့အလုပ်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် redstone ကျုပ်ကိုဒီအပေါ်မှာဒီလိုမျိုးတင်ပေးလိုက်ပါ။အဲ့ဒါဆိုရင်တော့ဒီလိုမျိုးပုံစံဖြစ်နေပါလိမ့်မယ်ဗျ။ဒီ comment block နှလုံးကို repeating comment block ပြောင်းပေးလိုက်ပါ။ကျောင်းလို့ပြီးတော့ပြီဆိုရင်ဒါကပထမဆုံး comment block မှာရေးရမယ် comment ပဲဖြစ်ပါတယ်ဗျပြီးရင်ဒုတိယ comment block မှာကကျတော့ဒီ comment ကိုရေးပေးရမှာဖြစ်ပါတယ်ဗျအဲ့ဒါဆိုရင်တော့ close လေးကိုဖွင့်ပေးလိုက်ပါဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ comment block နဲ့နည်းနည်းဝေးတဲ့နေရာကိုတွားပေးလိုက်ပါဗျတရလောက်ဝေးရင်တော့ရပြီတင်တယ်အဲ့ဆိုရင်ကျွန်တော် inventory ထဲမှာ diamond sword တစ်ခုကိုယူပေးလိုက်ပါယူလို့ပြီးသွားပြီဆိုရင်ကိုကမြေဖြတ်တော့မယ်ဆိုရင် diamond sword ကိုကင်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ရပါပြီ comment block မှာရေးခဲ့တဲ့ဒီစာရဲ့လွတ်လွတ်ပုံကိုတော့ကျွန်တော်သိစိတ်မရှင်းပြတော့ပါဘူးကျွန်တော်လည်းမသိပါဘူးစတာပါကျွန်တော်နောက်မှပဲအချိန်ရမှာဗီဒီယိုတစ်ပုတ်နဲ့ပြန်လုပ်ပေးပါမယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ